လုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ channel လေးကနေကျွန်တော်ပြန်လဲကြိုးစိုးလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့မှာပေါ့နော်ကျွန်တော် brother တို့ကိုလည်းကျွန်တော်ဗီဒီယိုတင်ဖြစ်တာကျွန်တော်ကြားပြီဆိုတော့ကျွန်တော်ဒီနေ့တော့ကျွန်တော်ပြောစရာလေးရှိပါဗျကျွန်တော်ကခုနောက်ပိုင်းကျွန်တော်ဗီဒီယိုတင်ဖြစ်တော့အကြောင်းကတော့ကျွန်တော်ဆောင်းဝဲနားနီးနေလို့ကျွန်တော်စားတော့ကြမ်းနေလို့ပါအခုတော့ဆောင်းဝဲပြီးတော့ဒီနေ့မှပိတ်သွားပြီပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်ဒီဟာလေးကိုတော့ကျွန်တော်ကြောင်းကျွန်တော်တင်ပါမယ်ကျွန်တော်တို့ဒါနဲ့ကျွန်တော်ရဲ့ဥစ္စာဘာလို့လာလန့်လာကောင်းတော့ဘာသာလို့မြင်လိုက်ရမှာဘလို့ထင်းအောင်ဝင်နေကျွန်တော်ဒီနေ့ဘာကင်းဆိုးပြသွားမှလဲဆိုတော့ဘာသာလို့အနေနဲ့ကျွန်တော်ကစီယူပါဖြစ်လာပြီဆိုရင်ကျွန်တော် friend အဲ့လေကျွန်တော် friend ခဲကျွန်တော်ကြည့်ပြီးကျွန်တော်ပြန်ပေးလို့ရပါဗျာပြီးကြရင်လေကျွန်တော်ဒီဘက်မှာခါလောက်တော့ကျွန်တော်ဗီဒီယိုတင်နေပါဗျာအခုနောက်ပိုင်းကြည့်တာဘလို့ခဲတော့လုံးဝဆုံးနေရတော့လုံးလုံးမှာပြီးပြန်ခဲ့ပြီးဆုံးကြည့်ရပါဦးရလားရှေ့ကောင်းတာဟာကွာလားလေရှေ့ကောင်းကြည့်အောင်လို့တော်တော်ကြီးနေတော့မှလားကောင်းဆုံးဟာလားတော်တော်ကောင်းနေကွာလားတော်တော်ကောင်းလို့ကျွန်တော်တော့ဒီဗီဒီယိုထားလောင်းနေပဲကျွန်တော်အဆုံးသတ်ချင်တယ်ဟာဟုတ်တော့မဟုတ်တော့ရလိုက်ခုဒီအဲ့ဒါကြီးအောင်ဖြစ်သေးဘူးလားကွာလားလည်းရှေ့ကောင်းကျွန်တော်တို့နောက်ဗီဒီယိုမှာပဲကျွန်တော်တို့ပြန်ပြီးစရင်ကောင်းမလားကျွန်တော်ဘယ်လိုလုပ်ရင်ကောင်းမှုတည်ကျွန်တော်တို့နောက်ဗီဒီယိုမှာပဲပြန်ပြီးဆက်လိုက်ကြလို့ဗျာဒီဗီဒီယိုလေးမှာတော့ကျွန်တော်အချက်လေးကျွန်တော်ပေးတာရှိပါတယ်ကျွန်တော်ကviewer ဖြစ်တာရင်ဘာသာတို့ကျွန်တော် subscriber ပါတသိန်းပြည့်ပါဘာသာတို့ကျွန်တော်လိုဘက်တရားစီကျွန်တော် give away ပေးမှာဖြစ်ပါရတရားဖြစ်ပြီးဒါပေမဲ့ကျွန်တော်ဥစ္စာအခုမှပြဘာသာတို့ကြည့်တာနော်ဘာသာတို့ပြ subscribe ပါအခုမှ696ပဲရှိသေးပါရဲ့ဟုတ်နော်67ကျွန်တော်တို့ကြည့်ထားတဲ့ဗီဒီယိုလေးအများကြီး short video နဲ့ကျွန်တော်ဒီဗီဒီယိုနဲ့ပဲကျွန်တော်အဆုံးသတ်တော့ပါကျွန်တော်ဒီဗီဒီယိုမှာကျွန်တော် 17k ဖိုက်စားတော့လေဟာကွာ 17k like ဆက်ပြီးွားစားပါဟာကွာဟုတ်တော့မဟုတ်တော့လာတော့မကောင်းဘူးပါကျွန်တော်ဗီဒီယိုလေးမှာဆိုရင်လေကျွန်တော်ဒီကောင်တင်ထားကျွန်တော်20ခါပါရှိတယ် no view ပဲရှိတယ်ကြံထားဆိုရင်ကျွန်တော်ဘလောက်ဗီဒီယိုတင်လုံးဝ view ကရှားကြောမရှိကြည့်ရမှာ30အောက်တည်ကြည့်ဒီကြောင့်မလို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like subscribe လေးလုပ်ပြီးတော့ကြပါအောင်ဗျဒီနေ့ဗီဒီယိုတော့လောက်ပါဗျနောက်ဗီဒီယိုမှာပြန်ဆုံကြပါဗျ bye bye